KK ပတ်စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားတာတွေ့ရပါတယ်။ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်မြေကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှာလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးညီနေရနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတို့လှုပ်ဆောင်ထားတာတို့တရားဝင်တစ်ခုမှမရှိကြောင်းတွေ့ရပါတယ်။နောက်ပြီးတော့အဲ့မြေပေါ်မှာလှုပ်ဆောင်နေတဲ့လောင်စားလုပ်ငန်းတွေကိုလည်းအခါကျင်းငွေယူပြီးကြီးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ KK ပတ်စီမံကိန်းကိုလှုပ်ဆောင်ဖို့အတွက် KNU ရဲ့မူလက်ဤအလင်းဆိုတဲ့ကုမ္ပဏီနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတစ်ခုတို့ကနဦးလုပ်ွက်အတွက်လုပ်ငန်းမြေငှားရမ်းကသဘောတူညီမှုကို2020ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အဲ့သဘောတူစာချုပ်ရဲ့မြေငှားပေးသူတိသက်တွေများမှာမူလီအလင်းဘက်ကလက်ရှိ KNU ဥက္ကဋ္ဌဖဒိုစောကောထူဝင်းက KNU ဗန္ဒာရေးကော်မတီဘိုးအနေနဲ့လက်မှတ်ရေးထိုးထားပြီးရခိုင် KNU ကာကွယ်ရေးဌာနတာဝန်ခံပုံမူကြီးစောရောကြခင်ကလည်း KNU ဗန္ဒာရေးကော်မတီဘိုးအနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။စာချုပ်မှာ9ရန်လို့တဲ့မြေစုစုပေါင်းဧက100ခန့်ကိုနှစ်ပေါင်း35ရန်ဖို့သဘောတူထားကြတာကိုလည်းတွေ့ရပါတယ်။ဒီစာချုပ်တွေဟာအခိုင်အမာရှိနေတဲ့စာချုပ်တွေဖြစ်ပါတယ်။စာချုပ်ပါအချက်လက်တွေအရဆိုရင်1ဧကကိုတစ်နှစ်ဘတ်3500လုံးနဲ့မြေ100ဧကအတွက်တစ်နှစ်လျင်ဘတ်3သန်းခွဲဖြစ်ပြီး6လတစ်စိမ်ပေးချေပါမယ်လို့ကတိပြုထားတာဖြစ်ပါတယ်။ဒါပြင်ဧက30အတွက်လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက်တစ်လဘာ9သိန်းသတ်မှတ်ထားပြီးစီမံကိန်းဧရိယာကျယ်ဝန်းလာတဲ့နေရာလုံခြုံရေးစိတ်တိုးမြင့်ပေးမယ်လို့လည်းအဲ့စာချုပ်မှာကတိပြုခဲ့တာတွေ့ရပါတယ်။2022ခုနှစ်မေလထဲမှာ KNU နဲ့ Trans-Asa International Holding Group ကြားမှာစာချုပ်ထပ်ချုပ်တာမှာတော့မူလူအလင်းကုမ္ပဏီမဟုတ်တော့ဘဲနဲ့ KNU ကဗိုလ်မှူးချုပ်အဆင့်ရှိတဲ့စောနေမီလွင်ဦးစီးတဲ့ Truster ကုမ္ပဏီနဲ့စာချုပ်ပြောင်းလဲချုပ်ဆိုခဲ့တာတွေ့ရတယ်။ပြည်ပယင်းနှီးမြှုပ်နှံသူတွေမှာတော့ဒါရခိုင်ကုမ္ပဏီတစ်ခုနဲ့ကမ္ဘောဒီးယားနိုင်ငံပီဟာနုဘေးစီးပွားရေးအသင်းတို့ပူးပေါင်းပါဝင်တာကိုလည်းဖော်ထုတ်သိရှိရပါတယ်။ဒီပီဟာနုဘေးဆိုတဲ့ကမ္ဘောဒီးယားနိုင်ငံကကာစီနိုမြို့တော်ဖြစ်ပါတယ်။ KK ပတ်ဆိုတာတော့မြဝတီမြို့တောင်ဘက်မဲထော်တလေးကြီးရွာနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းဘေးမှာရှိပြီး KNU တပ်မဟာ6ရဲ့လှုပ်ရှားနယ်မြေမှာရှိတာဖြစ်ပါတယ်။ BGF ကရွှေကုက္ကိုမြို့သစ်စီမံကိန်းဆိုတော့မြဝတီမြို့ရဲ့ကျွန်တော်တို့မြောက်ဘက်မှာရှိတာပဲဖြစ်ပါတယ်။ KK ပတ်မြို့သစ်စီမံကိန်းရဲ့အနောက်ဘက်မှာတော့4ကီကောမြို့သစ်ရှိပါတယ်။အဲ့မှာတော့ဒါငញ្ញဲကျိုးပန်းမှုအထိမ်းအမှတ်ဖြစ်ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ KNU ရခိုင်ဥက္ကဋ္ဌစောမှုတူစေဖို့တော့ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့2015ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒီနောက်ပိုင်းမှာ KNU များဝင်ရောက်သိမ်းပိုက်ပြီးနေကန်တွေကိုနှင်ထုတ်ပြီး KNU PDF အဖွဲ့တွေနဲ့သူတို့အဖွဲ့အထောက်အကူပြုအဖွဲ့တွေပဲနေတာဖြစ်ပါတယ်။